ဘင်ဂျမင်ဟာသူ့ရဲ့ရေစာဟောင်းအဲလက်ရဲ့သမီးလေးဟာသူ့လိုပဲပူတင်းစားရတာဝါသနာပါမှန်းမတော်တဆသိလိုက်ရပါတယ်။ဒါကြောင့်ဘင်ဂျမင်ဟာဒီကလေးဟာသူ့ရဲ့ကလေးများလားဆိုပြီးမတင်ကဖြစ်လာပါတော့တယ်။နောက်တစ်နေ့မှာတော့သူဟာအဲလက်နောက်ကိုတိတ်တဆိတ်လိုက်သွားပြီးသမီးဖြစ်သူရှိရာစေယုံခန်းထဲအထိချောင်းကြည့်ခဲ့ပါတယ်။အဲ့ဒီမှာသမီးလေးကအဲလက်ရဲ့အမျိုးသားကိုဦးဦးလို့ခေါ်လိုက်တာကိုကြားလိုက်ရတဲ့အခါဘင်ဂျမင်ရဲ့တန်တရားဟာပိုပြီးတော့တောင်ခိုင်မာသွားပါသေးတယ်။သူဟာအခန်းထဲကိုစိုးတင်းဝင်သွားပြီးအဲ့ဒီကလေးဟာသူ့ရဲ့သားသမီးလားဆိုတာကိုအဲလက်ကိုစစ်မေးပါတော့တယ်။အဲလက်ဘာပြန်ဖြေရမှန်းမသိဖြစ်နေတော့မှပဲသမီးလေးကဘင်ဂျမင်ကိုမြင်မြင်ချင်းဖေဖေလို့ချိုချိုသားသားလေးခေါ်လိုက်ပါတော့တယ်။တကယ်တော့လွန်ခဲ့တဲ့9နှစ်ကအဲလက်ဟာသူမမှာကိုဝန်ရှိနေပြီဆိုတာသိလိုက်ရပါတယ်။သူမဟာဒီတရင်ကောင်းကိုဘင်ဂျမင်ကိုပြောပြဖို့မစောင့်နိုင်အောင်ဖြစ်နေခဲ့တယ်လို့ဘင်ဂျမင်ကလည်းအဲလက်ကိုလက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်နေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဘင်ဂျမင်ရဲ့နှလုံးရောဂါအခြေအနေဆိုးလာပြီးသူဟာမြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်။အဲလက်ကဘင်ဂျမင်ကိုစေယုံကိုအမြန်ပို့ခဲ့ပေမဲ့ခွဲစိတ်ဖို့အတွက်ဒေါ်လာ4 သိန်းလိုအပ်တယ်လို့သမားတော်ကပြောလိုက်ပါတယ်။အဲလက်မှာအဲ့ဒီလောက်ငွေများကြီးမရှိတာကြောင့်ဘင်ဂျမင်ရဲ့အသက်ကိုကယ်ဖို့အတွက်သူမကိုအမြဲတမ်းနှိမ်ချဆက်ဆံလေးရှိတဲ့ဘင်ဂျမင်ရဲ့အမေလူနာစီမှာအကူအညီတောင်းခဲ့ရပါတယ်။လူနာကငွေထုတ်ပေးမယ်ဒါပေမဲ့အဲလက်ဟာဘင်ဂျမင်ရဲ့ဘဝထဲကနေထာဝရထွက်သွားရမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဘင်ဂျမင်ကိုကယ်တင်ဖို့အတွက်အဲလက်ဟာဒီတောင်းဆိုမှုကိုမတက်တာပဲသဘောတူလိုက်ရပြီးသူ့ကိုထာဝရစွန့်ခွာသွားခဲ့တာပဲဖြစ်ပါတယ်။9နှစ်အကြာမှာတော့သမီးလေးဟာဘင်ဂျမင်စီကနှလုံးရောဂါကိုအမွေဆက်ခံခဲ့ရပါတယ်။အဲလက်နဲ့သူမရဲ့အကိုအန်တိုနီတို့ဟာသမီးလေးကိုခွဲစိတ်ဖို့စေယုံခေါ်လာရင်ဘင်ဂျမင်နဲ့မတော်တဆဆုံခဲ့ကြတာပါ။အဲ့ဒီအချိန်မှာဘင်ဂျမင်ဟာအဲလက်ကိုအသေးသေးကနေနာကြည့်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဂျက်စီကာကအဲလက်ဟာလူနာစီကငွေတွေယူပြီးသူ့ကိုပစ်သွားတာပါလို့လိန်ညာပြောဆိုထားလို့ပါပဲ။ဘင်ဂျမင်ဟာအန်တိုနီကိုမြင်တဲ့အခါအဲလက်ရဲ့အမျိုးသားလို့အထင်မှားပြီးသမီးလေးကိုလည်းသူတို့ရဲ့ကလေးလိုပဲထင်သွားပါတယ်။ဂျက်စီကာကတော့သူတို့နှစ်ယောက်အချစ်ဟောင်းပြန်မနှိုးထနိုင်အောင်သူမနဲ့ဘင်ဂျမင်တို့ဟာလက်မထက်ခင်ကျမ်းမာရေးစစ်ဆေးမှုလာလုပ်တာပါလို့တမင်တကာပြောလိုက်ပါတယ်။ဘင်ဂျမင်ကအဲလက်ကိုယွန်ရှာသလိုတစ်ချက်ကြည့်ပြီးဂျက်စီကာကိုဆွဲခေါ်သွားပါတော့တယ်။ဒါကိုမြင်တော့အန်တိုနီကသမီးလေးရဲ့နှလုံးရောဂါကအရန်ပြင်းထန်နေပြီလို့ဆိုကဘင်ဂျမင်ကိုအမှန်တိုင်းရှင်းပြဖို့အဲလက်ကိုအကြံပေးပါတယ်။ဒါပေမဲ့အဲလက်ကအန်တိုနီရဲ့စကားကိုဖျက်ပြောလိုက်ပြီးအခုတော့အဆင်ပြေသွားပြီဖြစ်ကြောင်းသူမဟာအမှုပညာပြခန်းတစ်ခုနဲ့စာချုပ်ချုပ်လိုက်ပြီးမို့ခွဲစိတ်ခကိုမကြခင်စုမိတော့မှဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲလက်ကိုမြင်ပြီးနောက်မှာတော့ဘင်ဂျမင်ဟာနေမထိထိုင်မသာဖြစ်လာပါတယ်။သူဟာဂျက်စီကာရဲ့လက်ကိုခါထုတ်လိုက်ပြီးကျမရေးစစ်ဆေးတာကိုနောက်မှလုပ်မယ်အလုပ်ပြန်စရာရှိတယ်လို့ပြောလိုက်ပါတယ်။ဂျက်စီကာကရှင်အဲလက်ကိုဂယူးဆိုင်နေုံလားလို့မေးတဲ့အခါဘင်ဂျမင်ကငါတို့ကမိသားစုချင်းသဘောတူထားတဲ့အိမ်ထောင်ရေးမှုအတီးကြီးလိုက်တွေးမနေနဲ့လို့ပြန်ပြောပြီးတယောက်တည်းထွက်သွားပါတော့တယ်။ဂျက်စီကာကတော့ဘင်ဂျမင်ရဲ့ကြောပြင်ကိုကြည့်ပြီးအပြစ်အလုံးကိုအဲလက်အပေါ်ပဲပုံချလိုက်ပါတယ်။အဲ့ဒီအချိန်မှာအဲလက်ဟာသမီးလေးရဲ့ခွဲစိတ်ခအတွက်စိတ်ပူနေရပါတယ်။ပြခန်းပိုင်ရှင်ကအဲလက်ကိုယင်းနှိမ့်မြုံနှံသူတယောက်နဲ့မိတ်ဆက်ပေးပြီးသူ့ရဲ့မျက်နှာသာပေးမှုကိုရရင်ခွဲစိတ်ခရလာလိမ့်မယ်လို့ဆိုပါတယ်။အဲလက်ကအဲ့ဒီယင်းနှိမ့်မြုံနှံသူနဲ့တွေ့ဖို့ချက်ချင်းစီစဉ်လိုက်ပေမဲ့အဲ့ဒီလူကဘင်ဂျမင်ဖြစ်နေလိမ့်မယ်လို့သူမလုံးဝထင်မထားခဲ့ပါဘူး။ဘင်ဂျမင်ကအဲလက်ရဲ့ပချီကားတွေကိုအထင်သေးတယ်လို့ကြည့်နေပါတယ်။အဲလက်ကသူ့ရဲ့သဘောထားကိုမေးတဲ့အခါဘင်ဂျမင်ကငါ့မှာပြဿနာကြီးကြီးမားမားရှိတယ်လို့ဒေါသတကြီးပြောလိုက်ပြီးသူမဘာလို့သူ့ကိုထားခဲ့ရလဲဆိုတာကိုစစ်မေးပါတော့တယ်။အဲလက်ကလှည့်ထွက်သွားဖို့ပြင်ပေမဲ့ဘင်ဂျမင်ကသူမကိုပြန်ဆွဲထားပြီးအရင်ကဘာလို့အဲ့ဒီလောက်ပြက်ပြက်သားသားထားခဲ့ရလဲအခုရောဘာလို့ပြန်လာတာလဲလို့ထက်ခါတလဲလဲမေးပါတယ်။အဲလက်ကအခုချက်ချင်းပဲအလုပ်ထွက်လိုက်မယ်လို့အေးဆက်စွာပြောလိုက်ပါတယ်။ဒါပေမဲ့တတိကတော့ဒါဟာဘင်ဂျမင်ရဲ့အမိန့်ဖြစ်လို့အဲလက်ကိုအလုပ်ထွက်ခွင့်မပေးပါဘူး။အကယ်၍အဲလက်သာအလုပ်ထွက်သွားရင်တလောကလုံးကသူမကိုအမိပြက်စရင်သွင်းလိုက်မယ်လို့ဆိုပါတယ်။အဲလက်ကတော့ဘင်ဂျမင်ဟာသူမကိုတကယ်မုန်းလို့အခုလိုနှိပ်စက်နေတာလို့ပဲတွေးမိပါတယ်။ဒါပေမဲ့သမီးလေးရဲ့ခွဲစိတ်ခအတွက်သူမအားလုံးကိုအန်ကျစ်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှလည်းဘင်ဂျမင်ဟာအဲလက်ကိုလာရှာပြီးလွန်ခဲ့တဲ့9နှစ်ကဘာလို့ထားခဲ့ရလဲလို့ထပ်မေးပြန်ပါတယ်။သူ့ကိုလက်လျှော့သွားအောင်အဲလက်ကရှင်ကအဲ့ဒီတုန်းကဆင်းရဲတဲ့အပြင်နှလုံးရောဂါပါရှိနေတော့ရှင်နဲ့အတူဝန်ထုတ်ဝန်ပိုးမဖြစ်ချင်လို့ပါလို့လိန်ညာပြောလိုက်ပါတယ်။အဲလက်ရဲ့စိတ်ရင်းကိုစမ်းသပ်ဖို့ဘင်ဂျမင်ကသူမကိုအတင်းကျပ်နမ်းလိုက်ပါတယ်။အဲလက်ကသူ့ကိုတုံးထုတ်ပြီးကားမောင်းထွက်ဖို့ပြင်ပေမဲ့မထင်မှတ်ပဲဘင်ဂျမင်ကယင်းနှိမ့်မြုံနှံသူဆိုတဲ့အရှိန်ဝါကိုတုံးပြီးသူ့ကိုအိမ်ထိလိုက်ဖို့ခိုင်းပါတယ်။ဘင်ဂျမင်ရဲ့အိမ်ကိုရောက်တဲ့အခါသူကအဲလက်ရဲ့ဖုန်းနံပါတ်ကိုတောင်းပါတယ်။အဲလက်ကမပေးချင်ပေမဲ့ဘင်ဂျမင်ကသူဟာသူမရဲ့အထက်လူကြီးဖြစ်လို့အလုပ်ကိစ္စအတွက်လိုအပ်တယ်လို့ဆိုတာကြောင့်မတက်တာပဲပေးလိုက်ရပါတယ်။အဲလက်ရဲ့မွေးနေ့မှာတော့အန်တိုနီကသူမကိုလက်ဆောင်ပေးပြီးညစာဖိတ်ကြွေးပါတယ်။ဒါကိုမြင်တဲ့ဘင်ဂျမင်ဟာဒေါသတကြီးနဲ့ထွက်သွားပါတယ်။အဲလက်ကဘင်ဂျမင်အပ်ထားတဲ့ပချီကားကိုသွားဖို့တဲ့အခါဘင်ဂျမင်ကသူ့အိမ်ထိလာဖို့ခိုင်းပါတယ်။အဲလက်ဘင်ဂျမင်ရဲ့အိမ်ကိုရောက်တဲ့အခါပချီကားကိုချထားပြီးပြန်ဖို့ပြင်ပေမဲ့ဘင်ဂျမင်ကညစာတူစားဖို့တားပါတယ်။အဲလက်ကသူမမှာချိတ်ဆုံမှုရှိတယ်လို့ပြောနေတော့မှပဲအန်တိုနီကဖုန်းဆက်ပြီးကုမ္ပဏီမှာကိစ္စပေါ်လို့ညစာမစားနိုင်တော့ကြောင်းပြောပါတယ်။ဘင်ဂျမင်ဟာအောင်နိုင်သူတယောက်လိုပြုံးလိုက်ပြီးအဲလက်ကိုညစာထပ်မံဖိတ်ကြွေးပါတယ်။အဲလက်ကသူတို့နှစ်ဦးလမ်းခွဲခဲ့ပြီးဖြစ်ကြောင်းအတီးပေါက်ပြောပေမဲ့အိမ်စီမလေးကအဲလက်ကိုထိုင်ကုန်ပေါ်အတင်းဖိသိပ်ထိုင်ခိုင်းပြီးလက်ထဲကိုတူတွေထည့်ပေးလိုက်ပါတယ်။အဲလက်ကရှင်တကယ်ပဲဘာဖြစ်ချင်နေတာလဲလို့ဘင်ဂျမင်ကိုစစ်မေးတဲ့အခါဘင်ဂျမင်ကဒီနေ့ဟာအဲလက်ရဲ့မွေးနေ့ဖြစ်လို့ညစာလေးတစ်နက်လောက်အတူစားချင်ုံပါလို့ပြောလိုက်ပါတယ်။ဒီမြင်ကွင်းကိုဂျက်စီကမြင်သွားပြီးအဲလက်ကိုဘလို့ကလေးစားချေရမလဲဆိုတာမနာလိုဝင်လိုစိတ်နဲ့ကြံစီပါတော့တယ်။အဲလက်ဟာအဲ့ဒီမှာဆက်မနေချင်တာကြောင့်ထရက်ပြီးထွက်သွားပါတယ်။ဘင်ဂျမင်ဟာဒေါသထွက်နေပေမဲ့အဲလက်ရဲ့ဘေးကင်းမှုကိုစိုးရိမ်တာကြောင့်သူမနောက်ကိုလိုက်သွားပါတယ်။ဒါပေမဲ့အဲလက်အပြင်ကိုခြေလန်းလန်းလိုက်တာနဲ့လူအုပ်စုတစုကသူမကိုအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ်။အဲလက်ကဘင်ဂျမင်ကိုအားကိုးတကြီးအော်ဟစ်အကူအညီတောင်းပေမဲ့သူကတော့သူမရဲ့အတန်ကိုလုံးဝမကြားလိုက်ရပါဘူးဗျာ။